yoga block ကိုလက်ဖွားနှစ်ဖက်ကြားထဲထည့်မယ်လက်တထောင်ကိုခုံပါးထဲမှာတင်လိုက်တထောင်နာတက်ရင်အဝတ်တစ်ခုခံထားလို့ရတယ်တထောင်ထားမှာနော်လက်မောင်းကိုထားမှာမဟုတ်ဘူးပြီးရင်ဒူးကွေးမယ်ခြေထောက်နှစ်ဖက်ကိုအနောက်ကိုလှမ်းမယ်ဘယ်လောက်ထိလှမ်းရမလဲဆိုရင်ကိုယ့်ရဲ့ခြေဖနှောက်နဲ့တင်မားနဲ့မြင်းတလိုင်းနဲ့ဖြစ်တဲ့အထိကိုလှမ်းမယ်ခြေထောက်နှစ်ဖက်အကွာဝေးသည်တင်မားအကွာဝေးနဲ့အညီချဲထားမယ်ခြေဦးကအရှိဘက်ကိုလှည့်ထားမယ်ခြေပွားအတွင်းပြင်းနဲ့ဖိထားမယ်ဒူးအဆန်ကိုမတင်ထားပေါင်ကြွက်သားတွေကိုညှစ်ထားမယ်ဒီနေရာမှာခန္ဓာကိုယ်ရဲ့ weight ကခုံပေါ်မှာမှီထားရင်ခုံကြွတက်လာမယ်အဲ့တော့ခုံမကြွအောင်လို့ဘာလုပ်ရမလဲတထောင်ကခုံဘားတန်းကိုဖိမယ်အဲ့ဒီကဖိရဲ့တွန်းအားလေးနဲ့ကိုယ့်ရဲ့လက်မောင်းအရင်သားလေးကတင်းပြီးပြေရောလာတာကိုခံစားကြည့်မယ်လက်ဖွားနှစ်ဖက်ကြားထဲမှာ block ကိုထည့်ထားတာဒီလက်ဖွားကိုတုံးတက်လာအောင်လို့လက်ဖွားဒီ block ကိုတွန်းနေအဲ့ဒီတွန်းအားကိုခံစားကြည့်မယ်ဒီလက်တထောင်ဒီခုံရဲ့ဘားတန်းကိုတွန်းနေအဲ့တွန်းအောင်ခံစားကြည့်မယ်ဒီမှာကိုယ့်ရဲ့ရင်ဘက်ကိုဖြာဘက်ကိုမတွန်းပို့ဘူးเนาะကြောရိုးကိုဆန့်ထုတ်မှာရှူသွင်းတဲ့လေနဲ့အတူမှာကြောရိုးကိုဆန့်ထုတ်တယ်တထောင်ကခုံဘားတန်းကိုတွန်းနေရယ်ရှူထုတ်တဲ့လေနဲ့အတူမှာတင်မားကိုအနောက်ဘက်ကိုတွန်းပို့မယ်လက်မောင်းအရင်နာကတင်းပြီးပြေရောလာတာကိုခံစားကြည့်မယ်ဒီလှုပ်ဆောင်ချက်နှစ်ခုကိုအတူတူပေါင်းပြီးတော့လှုပ်ဆောင်မယ်ပြီးသွားပြီဆိုလို့ရှိရင်ခေါင်းလေးငုတ်ချလဲလို့ရပြီကိုယ့်ရဲ့နေရွက်နဲ့လက်မောင်းဒီမြင်းတနိုင်းနဲ့ဖြစ်မယ်လက်ဖွားဒီ block ကိုတွန်းနေရတထောင်ဒီခုံဘားတန်းကိုတွန်းနေရကြောရိုးကိုဆန့်ထုတ်တယ်ဒူးဆန်နေပေါင်ကျွတ်သားရင်ညှစ်ထားတယ်တင်မောင်းကိုအနောက်ကိုတွန်းပို့တယ်ခြေပွားအတွင်းပြင်းနေဖိထားတယ်ပြန်ထလာမယ်ခေါင်းလေးမော့ဒူးလေးကွေးမယ်ခြေထောက်ကိုအရှေ့ဘက်ကိုလှမ်းလာမယ်အားလုံးပဲကျေးဇူးတင်ပါတယ်